ဖြစ်ကျွန်တော်အဲ့ဒီနေ့ကကျွန်တော်ဆောင်းမဖြစ်မဲ့နေဖြစ်နေအားလုံးပဲမင်္ဂလာပါ Welcome to Minson ဒီဗီဒီယိုလေးမှာတော့ကျွန်တော်10သိန်းတန်အင်ဂျီတစ်ထည်အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ကျွန်တော်ကိုလာပြီးတော့ request လုပ်ထားတဲ့ဗီဒီယိုလေးလည်းဖြစ်တယ်အားလုံးမသိကြလို့ရှိရင်ဒီဗီဒီယိုလေးကတော့ကျွန်တော်ဒီအင်ဂျီတစ်ထည်အကြောင်းကိုပြောပြပေးတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ပြီးတော့အင်ဂျီတစ်ထည်အပြင်အဲ့ဒီအင်ဂျီရဲ့ design နဲ့ဘာဖြစ်လို့ရှားရလဲဘာဖြစ်လို့ဒီလောက်ဈေးပေးရလဲဘာဖြစ်လို့ Minson တို့ပတ်စံဖြုံးလဲဆိုတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်အဲ့တော့အားလုံးပဲ let's get right into the video peace Okay စစချင်းဘယ်အင်ဂျီလဲအင်ဂျီကတော့ဒီအင်ဂျီလေးပဲဖြစ်ပါတယ်ဘာမှလည်းမဟုတ်ဘူးဟုတ်တယ်မှန်တယ် luxury brand တွေတော့မဟုတ်ဘူးလို့ပြောလို့ရတယ်ဒါပေမဲ့ဒါက gym သွားတဲ့လူတွေ motivational ဒီအားကစားလိုက်စားတဲ့လူတွေ professional athletes တွေအဲ့လိုမျိုးလူတွေကတည်တယ် recognize ဖြစ်တဲ့ brand တစ်ခုပဲဖြစ်ပါတယ်အဲ့ဒီ brand ဘာလဲဆိုတော့ Gymshark ပဲဖြစ်ပါတယ် Gymshark Onyx is back Gymshark ရဲ့ NGဒီအင်ဂျီကဘာလို့အလောက်တောင်ဈေးများလဲနောက်ပြီးတော့ Minson တို့ဘာလို့အလောက်တောင်ပတ်စံဖြုံပြီးတော့ဝယ်ထားလဲဆိုတာလေးကိုပြမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ဒါကကြွားတဲ့ဗီဒီယိုလည်းမဟုတ်ဘူးကျွန်တော်မှန်တိုင်းပြောလို့ရှိရင်ကျွန်တော်တော်တော်လေး highly requested လုပ်ထားတဲ့ဗီဒီယိုပဲဖြစ်တယ်နောက်ဆုံးကျွန်တော်လာပြီးတော့ message တောင် privately message လာပို့ကြရဲ bro ဘယ်ရောက်ဝယ်ရလဲဘယ်မှာဝယ်လို့ရလဲဘယ်လိုရအောင်လုပ်လို့ရလဲဘယ်တော့ရခဲ့လဲဆိုတာလေးပဲဖြစ်တယ်အဲ့တော့ကျွန်တော်ဒီဗီဒီယိုလေးမှာတော့အားလုံးကိုသိချင်တဲ့လူတွေအတွက်ကောမသိသေးတဲ့လူတွေအတွက်ကောပါကျွန်တော်အားပါပြီးတော့အရင်စိတ်ဝင်စားတဲ့ topic လည်းဖြစ်တဲ့အတွက် video တင်ရခြင်းဖြစ်ပါတယ်အဲ့တော့အားလုံးပဲ let's get right into the video အားလုံးပဲမင်္ဂလာပါကဲနောက်ဆုံးစောင်းလိုက်ရတဲ့ရက်ရောက်ခဲ့ပါပြီ microphone လေးချိန်လိုက်အောင်မယ်လည်းဆွဲပါချင်း okay နောက်ဆုံးတော့စောင်းလိုက်ရတဲ့ရက်ရောက်ခဲ့ပါပြီကဲ finally it's here ဖွင့်ပြီးတော့ဖောက်ကြည့်အောင် let's open this and unbox it and see how it goes I'm excited actually. It says Gymshark. Bam! And there's a logo. Okay, anyway, let me get this. Let me get this bad boy out so you guys can see what's going on. Face track online. It's blue. It's blue. Can you see? No. Iconic blue, the iconic blue, bro, crazy. Iconic blue. Okay, let's give it a try. Oh, seal that. Kuma seal that. I got on my leg. Gymshark, muscle fit t-shirt. Compression t-shirt. My hope out. That muscle fit t-shirt. So now my leg Onyx 5.0. That will be your limited edition. You know, the Yahoo dress. You know, bam. Bro, this is basically my ticket. My for Bolomwe video they don't be like the ticket that wanted to do ready here. Mind blown, bro. Anyway, power me. They Charlie season in their power book comment in it. You know what? Fuck that shit. Oh my days! I'm touching the blue right now. I've got white, but this blue, bro, is so rare. Okay, transition lower. Hello, what you like? Jaro medium size ဖြစ်ပါတယ်ကျွန်တော် medium နဲ့အောင်ကျွန်တော်လည်းတူmedium size အောင်မှာကျွန်တော်လည်းနည်းနည်းလေးဟိုဖြစ်တယ်လို့နည်းနည်းလေးပိုချက်လာတော့တော့ထမင်းစားပြီးသားနော် Minson တော့ထမင်းစားပြီးသားနည်းနည်းလေးပိုင်းတော့ဖောင်းမှာပါလေအရင် your fitness influencer လည်းမဟုတ်ဘူးဒါပေမဲ့ဟိုလက်မောင်းတွေပါရင်ကတော့နည်းနည်းလေးသူလက်မောင်းကရှည်တယ်လက်မောင်းရှည်တယ်ပြန်ပြီးနည်းနည်းလေးပြန်ဆွဲတင်လိုက်လို့ရှိရင် perfect ပြန်ဖြစ်သွားတယ် like ကအဲ့လိုပြီးတော့ရှိရင်ဒီတော့မပို့လို့ရတယ် iconic blueဒီအင်ဂျီဖို့အတွက်ပေါင်200 10သိန်းကျော်ပေးလိုက်ရတယ် That's just crazy. That's so crazy. Crazy. Okay, ကျွန်တော်ပထမဦးဆုံးဒီအင်ဂျီကြောင်းလေးနဲ့ပြောမယ်ပြီးလို့ရှိရင်ကျွန်တော်ဟိုအင်ဂျီဘယ်လိုရလဲဆိုတာလည်းပြောမယ်ဘာလို့လဲဆိုတော့အရင်စင်ခုံစိတ်လို့ရှာဖို့ကောင်းတယ်ဘယ်လိုရလဲဆိုတော့ဒါပေမဲ့ပထမဆုံးဒီအင်ဂျီလေးပြောမယ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးကိုနှိပ်ကြည့်ပြီးတော့သိချင်တဲ့လူတွေအားလုံးကတော့တန်လားမတန်ဘူးလားဘာကြီးလဲ
ဘာကြောင့်ဝယ်ရလဲဘာကြောင့်ဒီလိုပတ်စံပြောင်းအောင်လဲဆိုတာလေးသိချင်မယ်လို့မျှော်လင့်ပါတယ်အဲကြောင့်မို့လဲကျွန်တော်ဒီဗီဒီယိုလေးကိုဒီ shirt လေးကိုအရင်ပြမှာပေါ့လေဘယ်မှာရလဲဆိုတော့ကျွန်တော်ဒီအကို eBay က reseller မှာစီမှာပြန်ဝယ်လိုက်ပါတယ် reseller စီမှာကြည့်လိုက်တာသူတို့ကခုလောလောဆယ်ရောင်းတာကပေါင်300 250ကနေ300ကြားလောက်သွားတယ်200ကနေ250 300လောက်နီးလောက်သွားတယ်ဒီ shirt ကပေါ့လေအဲ့တော့ကျွန်တော် eBay reseller တယောက်စီကနေပြီးတော့ကျွန်တော်ပေါင်200နဲ့ဝယ်လိုက်တယ်တရားအဲကြောင့်မို့လဲဒီဈေးလေးဖြစ်ပါတယ်ဗီဒီယိုလေးကိုနှိပ်လိုက်ပြီးတော့ကြည့်ရလူတွေအားလုံးလဲသိကြမယ်လို့မျှော်လင့်ပါတယ်ဒီဈေးလေးပေးပြီးတော့ဒီဟာလေးဝယ်လိုက်ပါတယ်အဲ့တော့ဒီဟာဝယ်ရခြင်းအကြောင်းရင်းကတော့ကျွန်တော်ဘာလို့လဲဆိုတော့အရင်ကျွန်တော်လိုချင်တာလည်းပါတယ်နောက်ပြီးတော့ကျွန်တော်ဒီ shirt လေးကိုလည်းစမ်းပြီးတော့ကြည့်ချင်တယ်ပြီးတော့ review လေးလည်းပြချင်တယ်ကျွန်တော်စကျွန်တော်ဒီဟာ okay story ကတစ်ခုပြီးတစ်ခုနှစ်ဆင့်ဖြစ်နေတယ်ဒီဟာအရင်ရပြီးတော့မှဒီဟာလေးကိုကျွန်တော်ဝယ်ဖြစ်ပွားတာဖြစ်ပါတယ်အဲ့တော့အရင်ဆုံးဒီဟာအကြောင်းအရင်ပြောပြီးတော့ဟောအကြောင်းပြောမယ်နှစ်ခုက story ရက်ဆက်နေတယ်ဆက်တော့ဆက်နေရတာမဲ့ဒါအရင်ဒါလေးရင်ပြောမယ်ကျွန်တော်ဘာလို့လဲဆိုတော့ဒီ NG ကကျွန်တော်ဒီဟာကို review လုပ်မယ်အခုလုံးမကျွန်တော် review လုပ်ပြမယ်ကောင်းလားမကောင်းလားဆိုတော့လည်းပြောပြမယ်ပြောပြရင်လည်းမကောင်းခဲ့လို့ရှိရင်ကျွန်တော်ပြန်ပြီးတော့ resell လုပ်မှာပဲဖြစ်ပါတယ်မကောင်းခဲ့လို့ရှိရင်ဆိုတော့ဒီ video လေးပြီးလို့ရှိရင်မှကျွန်တော် resell ပြန်လုပ်မှာအခုတော့မှကျွန်တော်ဒီဟာကိုပြန် resell လုပ်ဖို့တင်ထားတာ market ထဲမှာကျွန်တော်200နဲ့ဝယ်တာတော့230နဲ့ပြန်ပြီးတော့ရောင်းလို့ရတယ်အနည်းဆုံးကျွန်တော် offer လာပေးနေတယ်ဒါပေမဲ့ကျွန်တော်ဘာမှမပြောသေးဘူးအဲ့တော့ဒီဟာပြန်ရောင်းလို့လည်းရပါတယ်ကျွန်တော်30အောင်ပြန်ပြတ်ပါတယ်အဲ့တော့အားကြောင့်မို့လဲကျွန်တော်ဒီ NG ကိုဝယ်ရခြင်းဖြစ်ပါတယ်ဒါပေမဲ့ original price ကတော့50ပေါင်50ပေါင်လောက်မသိဘူး original price ဆိုတာဒီမှာချရတယ်ပဲ original price ကတော့ဒီလောက်ဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါရဖို့အရန်ခဲရင်လည်း limited edition လည်းဖြစ်တယ်အရန်လည်း time constraint နဲ့ဝယ်ရတဲ့အရာတစ်ခုလည်းဖြစ်တယ်အဲ့တော့တော်တော်လေးခဲရင်ပါတယ် okay အခုကြည့်အောင်ဒီ NG ကဘာတွေပါလဲနောက်ပြီးတော့ကန်လား is it worth it is it not အဲ့ဒါလေးကိုကြည့်မယ် okay ပထမဆုံးဒီ shirt တွေက gym shirt တွေကခု gym shirt ရဲ့ Onyx V5 shirt တွေကဒါက compression fit မဟုတ်ဘူး muscle fit ပဲဖြစ်တယ်နားလည်းစီးနေ muscle fit ပဲဖြစ်တယ် muscle fit ဆိုတာကိုယ် muscle မရှိတော့မှ muscle တွေကိုထပ်ပြီးတော့ပို့ပြီးတော့ Superman လိုပုံစံမျိုး body structure ပို့ပြီးတော့ပေးတယ်ပို့ပြီးတော့ design ဆွဲထားတယ်အဲ့လိုပုံစံလေးသူကလုပ်ထားတယ် compression ဆိုတာကြတော့အသားကတ် NG တွေဖြစ်တယ်ဒါအသားကတ်တဲ့ NG တော့မဟုတ်ဘူးဒါပေမဲ့ကျွန်တော် medium size ကကျွန်တော်အထက်ကျွန်တော်ရဲ့ size ထက် one size down ဖြစ်နေကျွန်တော် large size ဆိုရင်ဒါပုံမှန်ပဲ whole shirt ဆိုရင်ဒါကျွန်တော်ရဲ့ large size ပဲဖြစ်တယ်ပြီးရင်ကျွန်တော်ပို့ပြမယ်ဒါက medium size ဆိုရင်တော့ဒီလိုမျိုးရှိတယ်ပြီးရင်သူက superman ပုံစံမျိုး superhuman body structure လေးပေးရနောက်ပြီးသူ design ပြီးတော့ fabrics ကိုလည်းကျွန်တော်အနီးကပ်ပြီးပြမယ် design ကကြတော့ in terms of design ကကြတော့သူက V taper ပေါ်အောင်လို့ဒီမှာ V shape ပေါ်အောင်လို့သူက lines တွေပါတယ်နောက်ပြီးလို့ရှိရင် back ကလည်း back ကို fully ပြနိုင်အောင်လို့အနောက်ကလည်းပါတယ်အဲ့တော့အဓိကတော့သူ superhuman structure superman ပုံစံမျိုးလေးလုပ်ထားတဲ့ shirt တစ်ခုလည်းဖြစ်ပါတယ် fabrics ကိုကျွန်တော်အနီးကပ်ပြမယ်အနီးကပ်ကဒီ blue ကကြတော့ rare ဖြစ်တဲ့အရာဖြစ်တဲ့အတွက်သူ့ရဲ့ color grading ကဒီကျွန်တော် black နဲ့ရှင်လိုက်လို့ရှိရင်နည်းနည်းလေးပိုပြီးမှိန်ပါတယ်ဒါပေမဲ့ဒါကင်မရာထဲမှာမဟုတ်လို့ပိုမှိန်တာပါဒီမှာဆိုလို့ရှိရင်တော့ဒါနဲ့ရှင်လိုက်တော်တော်လေးမှိန်တယ်ဒါပေမဲ့ကင်မရာထဲမှာမဟုတ်လို့မှိန်တာပဲဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီဟာလေးကိုခဏချွတ်ကြည့်ပြီးတော့အနီးကပ်လေးသေချာဆွဲပြမယ်သူကတစ်ခုချင်းစီကိုသေချာလေးကို compress လုပ်ထားတာဖြစ်ပါတယ်သူ fabrics ကတော်တော်လေးမိုက်တယ်ကျွန်တော်အနီးကပ်ပြပြီးမချွတ်ခင် transition မလုပ်ခင်လေးကျွန်တော်နောက်ဆုံးတစ်ခုကတော့ gym shot ကသူ့ရဲ့အဓိက mind mentality အဓိက mental concept ကဘာလဲဆိုတော့NG ကို gym တွေပါလေလုပ်တယ်ဆော့ပြီးသွားပြီအားကစားလုပ်ပြီးသွားပြီတော်တော်လေးမောပြီးတော့ပြိုင်းပြီးတော့လုံးဝအရှုံးပေးတော့မဲ့အချိန်ရောက်ခဏီးကြာလို့ရှိရင်ဘာလုပ်လို့ရလဲဆိုတော့မိုင်းပြီးကြောက်တယ် NG ကိုလုပ်လိုက်ပါဒါလည်းလို့ရှိရင်ဒီမှာတွေးလိုက်မယ်ဘာရေးရလဲဆိုတော့ကျွန်တော်အနီးကအဝေးကနေရပြမယ်အနီးကလည်းပြင်ပြမယ်ဘာရေးရလဲဆိုတော့ be a visionary ဒါကကျွန်တော်ဒီဗီဒီယိုလေးရဲ့ quote တစ်ခုလည်းဖြစ်ပါတယ် be a visionary ဆိုတာဘာလဲကိုဖြစ်နိုင်ဖြစ်ချင်တဲ့အရာတစ်ခုကိုမျှော်မှန်းပြီးတော့အရင်ဆုံးကြည့်ပြီးတော့ရအောင်လုပ်ပါလို့ပြောတာ visionary ဆိုတာဒါပေမဲ့ပိုကောင်းတဲ့ meaning ကတော့ကျွန်တော် script မှာချရပါမယ်ဒါကတော့ be a visionary ဆိုတာဒါလေးပဲဖြစ်ပါတယ်ဘာလဲဆိုတော့ဒါက motivation တစ်ခုလည်းဖြစ်တယ်ဥပမာကျွန်တော်တို့လူမျိုးဆိုလို့ရှိရင်ကျွန်တော်အရင် rip မဟုတ်ရင်တော့မှအရင်လုံး muscular မဖြစ်ဘူးအရင် like superhuman body မဖြစ်ရင်တော့မှဒါမှမဟုတ်လို့ရှိရင်လည်း bike ပူတဲ့လူဆိုလို့ရှိရင်လည်း
ကို gym တွားလို့ရှိရင်ဘာဖြစ်ချင်လဲဆိုတာကို vision လုပ်ပါ vision ဆိုမြင်အောင်ပါပြီးအဲ့မြင်အောင်ပြီးတော့အဲ့ဒီကိုဖြစ်ချင်တဲ့အရာတစ်ခုကိုရအောင်လုပ်ပါလို့ပြောတာဒါ be a visionary လို့ပြောတာဒါသူ့ရဲ့ mentality ကလည်းအရင်ကောင်းတယ်အဲ့တော့ကျွန်တော်ဒီ NG လေးကတော်တော်လေးကြိုက်တယ်ပေါ့လေဒါပေမဲ့ပြန်အောင်ရမယ်အချိန်လေးဖြစ်နေတယ် Okay ဒီ NG လေးကိုပြန်သွားမယ်ပြီးရင်ဒီ NG လေးကိုဝတ်ရတဲ့ပြီးရင်ကျွန်တော်နဲ့ရှင်းပြမယ်ဘယ်ကနေစရခဲ့လဲဘယ်နေ့ကနေပြီးတော့ Minson အသေးအံသွားပြီးတော့ဘယ်လိုရအောင်လုပ်ခဲ့ရလဲဆိုတာလေးလည်းရှင်းပြမယ့်ဗီဒီယိုလေးပဲဖြစ်တယ်ဒါပေမဲ့ဒီဟာလေးကတော့ကျွန်တော် eBay ကနေweb ပါ eBay reseller တွေကနေပြီးတော့ဒါပေမဲ့ web မယ်ဆိုလို့ရှိရင်အားလုံးပဲတေချာကြည့်ပါတေချာစစ်ပါကျွန်တော်ကတေချာအကုန်လုံးစစ်တယ်even packaging the say deal now be to authenticity right ဖြစ်လာတဲ့စစ်ပါ so there's a lot going around and you need to get the right one ဒါတော့ကျွန်တော်တေချာစစ်ပြီးတော့ကြည့်တာတဲ့အရာလေးပဲဖြစ်ပါတယ် okay let's transition okay so ဒါလေးကတော့ကျွန်တော်large size ပဲဖြစ်တယ်ဒါ long sleeve shirt Gymshark ရဲ့black long sleeve shirt ပဲဖြစ်ပါတယ်ဒါ Onyx V5 ပဲဖြစ်တယ်ကျွန်တော်ဒီ shirt ဒီကိုဘယ်လိုရခဲ့လဲဆိုတဲ့ story လေးအရင်ဆုံးပြောမယ် okay ခါနေအောင် story ပြောဖို့အားလုံးပဲကျွန်တော်ဒီ background လေးနဲ့ကြည့်ပြီးတော့ပြင်းနေမှာဆိုတော့ကျွန်တော်ပြင်ထွက်လာအောင်မယ်အိမ်ပြင်ထွက်ပြီးတော့နည်းနည်းပြောပြမယ် Okay ကျွန်တော်ပထမဆုံးပန်းချံရှိပါပန်းချံစီသွားလိုက်အောင်မယ် There's a banjan over there ပန်းချံမှာတစ်ချက်ထိုင်ပြီးတော့ပြောမယ်ပို့ပြီးတော့လူတွေကြည့်လို့ရအောင်ပို့ပြီးတော့လည်းနောက်ရှက်ကင်းနေပေါ့နောက်ရှက်ကင်းနေဆိုတာတက်ကျွန်တော်ခန်းထဲမှာအနောက်ရှက်များတာမဟုတ်ပါဘူးကျွန်တော်ခန်းထဲမှာဆိုလို့ရှိရင်အားလုံးမကြည့်ပြီးတော့ကျင်းကျက်နေမှာစိုးတာလည်းပါတယ်အဲဒါကြောင့်မလို့ကျွန်တော်ဒီပြင်ထွက်ပြီးတော့နည်းနည်းလေးပြောမယ်ဒါကိုဘယ်ရခဲ့လဲဘယ်လိုရအောင်လုပ်လို့ရလဲဆိုတာလေးလည်းတစ်ခုပြောမယ်ဒါကတော့ကျွန်တော်တို့အိမ်အရှိကဘန်းချန်တစ်ခုပဲဖြစ်ပါတယ်အရင်ရောမကြည့်ပေမဲ့ကလေးတွေလာပြီးဆော့လို့ရတဲ့နေရာတစ်ခုလည်းဖြစ်တယ် Okay ကျွန်တော်ဘယ်တော့မှထိုင်ကောင်းမလဲ actually wait let's put you guys here ဒီမှာထား Okay ပထမဆုံးကျွန်တော်ပြောချင်တာကတော့ဒီ NG ကိုဘယ်ကနေစရခဲ့လဲဆိုတော့ကျွန်တော်ဆောင်းဝဲဖြေကန်ဒီဆောင်းဝဲကမနေ့ပြန်ဖြေမယ်ဆိုလို့ရှိရင်ဒီနေ့လိုနေမှာသူကrelease လုပ်တယ်ဆိုတာ तू က Instagram မှာစပြီးတော့တင်လိုက်တယ် Instagram မှာ तू ကစပြီးကြော်ညာတယ်ဒီဟာ drop တော့မယ်လို့ပြောတယ်ဒါ this is a highly anticipated drop the Gymshark NG ကဒါရဖို့လေ तू ကအရင်ကပ်ပြီးတော့ဒီတစ်ပတ်အတွင်းထွက်တော့မယ်အဲ့လိုမျိုးချက်ချင်း तू drop လာပါလေဘာလို့လဲဆိုတော့အရင် limited edition လာဖြစ်တဲ့ရရလဲခေရင်လည်းပြီးတော့တကယ် fan တွေအတွက်ပဲတကယ် Gymshark ကို gym လုပ်တဲ့လူတွေ gym ကိုသဘောကျတဲ့လူတွေအတွက်ပဲပြီးတော့အားလုံးလည်း surprise အနေနဲ့သူက drop တဲ့အရာလေးဖြစ်တယ်အဲ့ဒီတည်းကကျွန်တော်ဆောင်းဝဲဖြည့်နေတဲ့အတော်အတွင်းမှာပဲအမှစပြီးတော့notice ဖြစ်လာတယ် aware ဖြစ်လာတယ်ပြီးတော့သူ post လေးတွေ့လိုက်တယ် Gymshark ကနေ post တွေ့တော့ဒီက drop တော့မယ်ဒါ drop တော့မယ်ဆိုတော့ all the influencers တွေကစပြီးတော့ video တွေလောက်ကြတဲ့အချိန်မှာကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာနောက်နေ့ London မှာထွက်မယ်တဲ့ဖြစ်ကျွန်တော်အဲ့ဒီနေ့ကကျွန်တော်ဆောင်းဝဲဖြည့်မယ်နေဖြစ်နေ bro ဆောင်းဝဲဖြည့်နေမှာ drop မယ်ဆိုတော့ holy shit ကျွန်တော်မှန်တယ်ပြောလို့ရှိရင်ကျွန်တော်အရင်လိုချင်လုံးဝကြည့်လို့ကျွန်တော်အဲ့ဒီနေ့ကမနက်အစောကြီး corona ထားပြီးတော့9နာရီဆိုင်ဖွင့်မဲ့အချိန်မှာသွားပြီးတော့ဝယ်မယ်ပေါ့ဒါပေမဲ့ဆောင်းဝဲက10နာရီကနေပြီးတော့10နာရီထိလာမသိဘူး3နာရီတိဖြစ်ရအောင် bro ကျွန်တော်ဘာလို့ရလဲဆိုတော့ဆောင်းဝဲတော့ focus လုပ်ရတယ်ဆောင်းဝဲကိုအရင်ဖြေရတယ်ပြီးတော့မှဆောင်းဝဲပြီးတော့မှသွားပြီးတော့ပြေးဝယ်ရတယ်white city မှာကျွန်တော်ဒီရလာကျွန်တော်ရောက်ချင်းပဲကောင်လေးတွေ2ယောက်3ယောက်လောက်အဲ့ Westfield White City Gymshark ဆိုင်မှာဟိုပြီးလိုက်ဒီပြီးလိုက်နဲ့အဲ့ NG ဒီလို NG နှစ်ထည်ကိုတယောက်ထည်ဂိုင်ပြီးတော့ဟိုပြီးလိုက်ဒီပြန်လဲပတ်စံပြေးရှင်းနေကြတဲ့အချိန်မှာကျွန်တော်ပြေးကြည့်လိုက်တဲ့အချိန်မှာဒီတစ်ထည်ပဲကျွန်တော် large size တစ်ထည်ပဲကျွန်တော်ကျန်တဲ့ဟာတွေအကုန်လုံးကုန်သွားပြီအဲ့အချိန်မှာကျွန်တော်မရတော့ဘူးကျွန်တော်ကောက်ဆွဲပြီးတော့ပတ်စံရှင်းလိုက်တာဖြစ်ပါတယ်အဲ့ဒါနဲ့ကျွန်တော်ဒီဟာရလာတယ်90နဲ့ပဲရလာတယ်ပေါင်အခု eBay မှာပြန်ဝင်မယ်ဆိုလို့ရှိရင်ဒီပေါင်150ကနေ200ကျော်250လောက်ထိသွားတယ်အဲ့တော့မနိုင်ပြောလို့ရှိရင် bro တော်တော်တန်တယ်ရဖို့လေခဲရင်းနဲ့အရာတစ်ခုဖြစ်တယ်ဒါပေမဲ့ကျွန်တော်စကြင်ဒီဗီဒီယိုလေးကိုမလုပ်တော့မလို့ပဲဒါပေမဲ့အားလုံး comment လေးလည်းဒီ comment လေးတွေကကျွန်တော်ပြရတယ်မေးရတယ်ပြီးခဲ့တဲ့ဗီဒီယိုလေးမှာဘယ်ကနေရလာလဲ bro အဲ့အကြောင်းပြောပြပါအောင်ဆိုတော့ကျွန်တော်ဒီဗီဒီယိုလေးလောက်ရရှင်းလည်းဖြစ်ပါတယ် okay အဲ့ဆိုရင်ဒါပဲတင်တယ် to be fair အဲ့တော့ဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲlong sleeve t-shirt လေးကိုကျွန်တော် full body လေးနဲ့ပြမယ်လှလာလို့
ကျွန်တော် body နဲ့တိတ်မလောက်ဖြစ်နေကျွန်တော် body ကအဲ့လောက်ဒါတော့ကျွန်တော်အိမ်နေ outfit နဲ့ပါပဲဒါတော့ long sleeve t-shirt ပဲဖြစ်ပါတယ် it looks like Superman but ဒီကတော့ outfit နဲ့တော့မဆိုင်ပါဘူး gym ဈေးကြီးအရင်ဈေးများနေတဲ့ပစ္စည်းတွေလည်းမလိုဘူးအဓိက gym သွားမယ်ဆိုလို့ရှိရင်လည်းအရင်ဈေးကြီးရဲ့ gym တွေလည်းမလိုဘူးကျွန်တော်ခုနကကြောင်းညီကိုပြောတယ်သူကကြောင်းကြီးနဲ့ကျွန်တော်နဲ့လိုက်လာလို့ကျွန်တော် gym ကိုလိုက်ပြီးတော့ကြည့်တယ်guest အနေနဲ့ကျွန်တော် invite လုပ်ပြီးတော့ကြည့်တော့သူကအဲ့လိုမလဲသူဝယ်ချင်တယ်ကျွန်တော်ပြောလိုက်တာအဓိကကိုလှုပ်ချင်တဲ့အရာကို consistently လုပ်ဖို့ consistently ဆိုတာ design မဲ့လုပ်ဖို့မလှုပ်ချင်တဲ့နေ့လည်းရှိမယ်အဲ့ဒီနေ့တွေမှာတေချာလောက်ရမယ်အဲ့နေ့တွေမှာမှလောက်ရမှာမလှုပ်ချင်တဲ့နေ့မှာမှတေချာလောက်ရမယ်လို့ကျွန်တော်ပြောချင်တာနောက်ပြီးတော့အရန်ကောင်းနေတဲ့အင်ဂျီလည်းမလို့အရန်ကောင်းနေတဲ့ gym equipment လည်းမလို့အပြင်မှာထွက်ပြေးလိုက်ရတယ်ကိုအလကားလုပ်လိုက်ရအဓိကကိုလုံနိုင်မှုရဲ့အားထည့်ဖို့ရဲ့လှုပ်ချင်မှုရဲ့အဓိကအရေးကြီးတယ်ဟိုပြီးတော့ကျမ်းမာရေးလည်းအားလုံးယူဆိုင်စေချင်တယ်ဒီကြည့်နေတဲ့ video လေးအတွက်ဘာလဲဆိုတော့အားလုံးကိုခန္ဓာကိုယ်ကြီးอ่ะ it's like အင်္ဂါလိုပဲဒါပေမဲ့ဒီအားတသက်တာတော့ငါရတာ you know အဲ့တော့ကိုယ့်အိမ်ကိုလည်း queue ဆိုင်ကြပါ like ကျမ်းမာရေးကအရင်ရေးကြည့်ပါတယ်ကျမ်းမာရေးလိုက်စားပါအရင် body ကြီးအကြီးပြီးတော့အရင် pump ဖြစ်စရာမလိုဒီက exercise နေရာလုပ်ပါမဟုတ်ရင်တော့အနည်းဆုံးလမ်းလျှောက်ပါမိနစ်20လောက်တနေ့ကိုအဲ့ဒါကြောင့်မို့အားလုံး take care of yourself and I think that's pretty much it နေလဲပူလာပြီဆိုတော့yeah thank you so much for watching and I'll catch you guys in the next one peace